စောင်းဥပေါရဲ့လေအေးတွေကဖြက်ခနဲတိုက်ခတ်တော်တိုင်းတရော6တွေမြေပေါ်ကိုတဖွဲဖွဲကျွေးကြနေကြတဲ့ဆေးရုံရဲ့ကင်းစာလူနာဆောင်ပြတင်းပေါက်ကနေအပြင်ဘက်ကိုငေးကြည့်နေတဲ့မျက်နှာရဲ့မျက်ဝန်းတွေကအသက်မဲ့လွန်းလှပါတယ်သူမရဲ့လက်ချောင်းပိန်ပိန်လေးတွေကပြက်ကသွင်ပေါ်ကရက်စောတစ်ခုလိုခက်ဖွဲ့ဖွဲ့လေးပုတ်တက်နေမိတယ်ဒီနေ့ဟာသူမအသက်ရှင်ဖို့ရက်ပေါင်30တာလိုတော့တယ်လို့ဆရာဝန်ကြီးကနောက်ဆုံးအဖြေပေးလိုက်တဲ့နေ့ပြီးတော့သူမအသက်ထက်ချရတဲ့ဆေးရောက်ရဲ့မင်္ဂလာဆောင်ရက်လည်းဖြစ်နေခဲ့ပြန်တယ်မင်းမရှိရင်ငါကဘာကြီးပြည့်စည်တော့လိမ့်မယ်မျက်နှာလွန်ခဲ့တဲ့3နှစ်ကသူမရဲ့ရင်ခွင်ထဲမှာကောင်းမိပြီးဆေးရပြောခဲ့မှုတဲ့စကားလုံးတွေအခုတော့မျက်နှာရဲ့နှလုံးသားကိုအပိုင်းပိုင်းဆဆခုတ်ထစ်နေတဲ့တန်လျက်တွေဖြစ်နေပါပြီဆေးရကတော့တစ္ဆာဖောက်တော်တာမဟုတ်ပါဘူးသူမကိုယ်တိုင်ကပဲသူ့အေးနဲ့မောင်းထုတ်ခဲ့တာပါသူမမှာကုသမရတဲ့ယောဂဆိုးကြီးရှိနေမှန်းသိလိုက်ရတဲ့နေ့ရက်စပြီးဆေးရရဲ့အနာဂတ်ကိုမဖြတ်စည်းချင်တာကြောင့်မျက်နှာတယောက်စိန်ကားတဲ့အမိမသားအဖြစ်တယောက်ဆောင်ခဲ့ရတာပါကျမရှိဘူးမချစ်တော့ဘူးရှင်နဲ့နေရတာပြင်းစရာကောင်းလို့အခြားလူတယောက်စီတွားတော့မယ်ကျမတို့လမ်းခွဲရအောင်မျက်နှာဟာမျက်ရည်တွေကိုအောက်အီပြီးပြောခဲ့စဉ်ကဆေးရရဲ့နာကျင်ကြေကွဲသွားတဲ့မျက်နှာကြီးကိုမျက်နှာတေတီထိမေ့နိုင်မှာမဟုတ်တော့ပါဘူးဆေးရဟာသူ့ထောင်ကိုကျွေးရင်သူမကိုတောင်းပန်ခဲ့ဖူးတယ်ဒါပေမဲ့သူမကတော့ကြောခိုင်းထွက်ခွာတော့ခဲ့တာဒီနေ့ထိပါပဲဆေးရတယောက်မျက်နှာရဲ့စိန်ကားမှုတွေအောက်မှာကြေကွဲဝန်းနေရင်နောက်ဆုံးတော့မိဘတွေသဘောတူတဲ့မိန်းကလေးတယောက်နဲ့လက်ထပ်ဖို့ဆုံးဖြတ်လိုက်တဲ့အထိဘဝကိုအရှုံးပေးလိုက်ရရှာတယ်ဒီနေ့မင်္ဂလာခမ်းမထဲမှာဆေးရဟာသူတို့သားဝဆုံနဲ့ခန်းညာနေပေမဲ့သူ့ရဲ့မျက်ဝန်းတွေကတော့အသက်မဲ့နေခဲ့တဲ့မင်္ဂလာစီမြစ်ထက်မှာသူတို့သမီးရဲ့လက်ကိုစွဲထားရင်ကောင်းမောကြည့်လိုက်တိုင်းသူ့မျက်လုံးထဲမြင်အောင်နေတာကမျက်နှာရဲ့အပြုံးတွေတာဖြစ်နေလို့ပါမင်းတကယ်ပဲပျော်ရွှင်နေတာလားမျက်နှာမင်းရွေးချယ်ခဲ့တဲ့လမ်းမှာမင်းတကယ်ပဲစိတ်ချမ်းသာရဲ့လားလို့ဆေးရတယောက်စိတ်ထဲကနေရည်ရွတ်နေမိတယ်သူမသိတာတော့သူအတောင်ပန်ခတ်ပြီးပြန်တန်းသွားမယ်အနာဂတ်အတွက်မျက်နှာကတော့ဆေးရုံကတင်ထက်မှာအသက်ရှူဆက်နေနောက်ဆုံးချိန်တွေကိုရေတွက်နေရပြီဆိုတာပါပဲဆေးရုံခန်းချင်းလေးထဲမှာမျက်နှာရဲ့အသက်ရှူတန်တွေကပြက်တောင်ဖြစ်လာတယ်သူ့ရဲ့အိယာပေးမှာစပေါ်တင်နိုင်ရီလေးကတစ်ချက်ချင်းတောနေတာဟာမင်္ဂလာပွဲပြီးဆုံးကြောင်းအချက်ပေးတဲ့နဲ့အတူတူပါပဲသူမလက်ထဲမှာစုပ်ကင်ထားတာကတော့ဆေးရမသိအောင်တင်ထားခဲ့တဲ့သူတို့နှစ်ယောက်ရဲ့ပထမဆုံးတပ်ပုံလေးပေါ်ကိုမျက်နှာရဲ့နောက်ဆုံးမျက်ရည်တစ်ဆက်တောက်ခနဲ့ကြွေကြတော့ခဲ့တယ်ရှင်ပြောနေပါစေရကျမကိုအမုန်းကြီးမုန်းပြီးရှင်စိတ်ချမ်းသာစွာနဲ့ဘဝကိုအစပြုလိုက်ပါနှလုံးခုန်နှုံးတိုင်းနဲ့စက်ကနေတီးဆိုတဲ့အတန်ရှည်ကြီးထွက်ပေါ်လာချိန်မှာတော့မျက်နှာရဲ့လက်ခုပ်ထဲမှာတပ်ပုံလေးဟာကျမ်းပြင်ပေါ်ကိုလွတ်ကျသွားခဲ့ပါပြီမျက်နှာကွယ်လွန်သွားပြီး3ရက်မြောက်တဲ့နေ့မှာပဲဆေးရဟာသူမရဲ့အာမခံရှင်းနေစီကနေစာအိတ်ညိုလေးတစ်အိတ်ကိုလက်ခံရရှိခဲ့ပါတယ်စာအိတ်ထဲမှာတော့မျက်နှာရဲ့စေမှတ်တမ်းတွေတမ်းမှန်တွေနဲ့အတူသူမကိုယ်တိုင်မတိဆုံးခင်ကရေးထားခဲ့တဲ့စာလေးတစ်စောင်ပါရှိနေခဲ့တယ်ဆေးရရှင်ဒီစာကိုဖတ်နေရချိန်မှာကျမဒီကဘာပေါ်မှာမရှိတော့ဘူးရှင်ကိုမချစ်တော့ဘူးလို့ပြောခဲ့တာတွေကကျမရဲ့အကြီးမားဆုံးလိမ်ညာမှုပါရှင်မျက်ရည်တွေကိုမမြင်ချင်လို့ရှေ့နာခဲ့ကိုကျမရဲ့နာမကျန်မှုတွေနဲ့မစောဆန့်ချင်လို့စိန်ကားခဲ့ရတာပါကျမကိုခွင့်မလို့ပါနဲ့ပြီးတော့ကျမတော့နဲ့မငိုပါနဲ့ရှင်ပင်နာစနီးတဲ့ကိုပဲတစ္ဆာရှိနဲ့အသက်ထက်ဆုံးချစ်ပေးပါစာကိုဖတ်ပြီးချိန်မှာဆေးရရဲ့ကဘာကြီးတစ်ခုလုံးပြိုလဲပျက်စီးသွားခဲ့ပါပြီသူဟာငိုကြွေးရည်မျက်နှာရဲ့အုတ်ကူလေးရှိဟာတုတ်တန်စီကိုပြေးတော့ခဲ့တယ်ကူပြားလေးရှိမှသူထောက်ရင်မျက်နှာကြိုက်တဲ့နှင်းစီဖြူပွေလေးတွေကိုချပေးရင်သူတိုးလေးရေရွတ်မိပါတယ်မင်းတကယ်ပဲရက်ဆက်တယ်ငါ့ကိုလူဆိုးတယောက်လိုထားရိတ်ခဲ့တာပဲဒါပေမဲ့မင်းဆန္ဒအတိုင်းငါအသက်ရှင်နေသေးတော့ဘဝကိုအကောင်ဆုံးဖျက်ဆီးတော့ပါမယ်နောက်ဘဝဆိုတာရှိခဲ့ရင်တော့ငါတို့ကြားမှာဘယ်လိုယောဂဆိုးဘယ်လိုကံကြမ္မာဆိုးမှမချပဲအဆုံးထိလက်တော်ခွင့်ရပါစေလီပီနုနုလေးတစ်ချက်ကဆေးရရဲ့ပါပြင်ပေါ်ကမျက်ရည်တွေကိုခဲဖို့လေးလာရောက်တုတ်တင်ပေးတော်သလိုတိုက်ခတ်တော်ပါတယ်မျက်နှာရဲ့ဥညင်လေးကသူ့ကိုခွင့်လွှတ်ခြင်းနဲ့နှုတ်ဆက်လိုက်သလိုပါပဲအချိန်တွေဘလောက်ပဲကုန်လွန်ပါစေဆေးရရဲ့ရင်ထဲမှာတော့မျက်နှာဟာဘယ်တော့မှမနှွန်းကြွေမဲ့သူ့အတီတော့အခြေဥအဖြစ်သာဝရစောကြံရစ်နေပါတော့တယ်